ဒီနေ့မှာတော့လုပ်ငန်းရှင်များအတွက်ဗီဒီယိုနဲ့ cabinet design တွေမှာအသုံးအများဆုံးဖြစ်တဲ့ပတ်တာတွေကိုဒီဗီဒီယိုလေးမှာအနှစ်ချုပ်မျှဝေပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့အသုံးအများဆုံးဖြစ်တဲ့ C1 C2 C3 ပတ်တာတွေကိုကျွန်တော်အနှစ်ချုပ်လေးပြောပြပေးခြင်းပါတယ်ပထမဆုံး C1 ပတ်တာကိုတော့ကျွန်တော်တကားတစ်ချက်ဘောင်းတစ်ခုလုံးအုပ်တဲ့နေရာမှာကျွန်တော်အသုံးပြုပါတယ်နောက်တစ်ခုက C2 ပတ်တာကိုတော့ကျွန်တော်တို့ဘောင်းတစ်ခုထဲမှာတကားနှစ်ချက်တက်ချင်တဲ့နေရာတွေမှာတစ်ချမ်းစီအသုံးပြုလို့ရပါတယ်C3 ပတ်တာကိုတော့ကျွန်တော်တို့ကဒီဘောင်နဲ့အတွင်းထဲမှာတက်တဲ့နေရာမှာအသုံးပြုတာပဲဖြစ်ပါတယ်နောက်ထပ်တစ်မျိုးကတော့ကျွန်တော်90 degree ထိဖွင့်လို့ရတဲ့ပတ်တာလေးပဲဖြစ်ပါတယ်ဒီပတ်တာလေးကတော့90 degree ထိဖွင့်လို့ရတာဖြစ်ပြီးတော့မှကိုရက်ချင်တဲ့နေရာဆိုရင်လည်းတိတိကျကျရက်ထားလို့ရတဲ့ပတ်တာအမျိုးအစားလေးပဲဖြစ်ပါတယ်သူ့မှာတော့ကျွန်တော် aluminum glass door frame မှာသုံးတဲ့ပတ်တာရယ်ပြီးတော့ရိုးကျွန်တော်တို့တစ်သားတကားတွေမှာသုံးတဲ့ပတ်တာဆိုပြီးတော့မှနှစ်မျိုးရှိပါတယ်ဒီပတ်တာတွေအားလုံးကတော့ကျွန်တော်တို့ hydraulic ပါဝင်တာဖြစ်တော့အဖွင့်အပိတ်မှာလုံးဝ smooth ဖြစ်နေမှာပဲဖြစ်ပါတယ်နောက်ထပ်ပတ်တာတစ်မျိုးကတော့ဘာမှဝယ်လို့မရသေးတဲ့ပတ်တာအမျိုးအစားလေးပဲဖြစ်ပါတယ်သူကတော့ကျွန်တော်တို့အပေါက်ဖောက်เสียရမလို့ပဲနဲ့တကားရဲ့ဟိုဘက်ဘောင်မှာရဲ့တကားမှာရဲ့ကျွန်တော်စက်ကူကတ်ဆွဲလိုက်တာနဲ့အလွယ်ကူဆုံးသုံးလို့ရတဲ့ပတ်တာလေးပဲဖြစ်ပါတယ်သူ့မှာတော့ site အနေနဲ့၃မျိုးရှိတာဖြစ်ပြီးတော့မှတကား site ပေါ်မူတည်ပြီးတော့မှကျွန်တော်တို့ရွေးချယ်အသုံးပြုနိုင်ပါတယ်ဗျနောက်ထပ်တစ်မျိုးကတော့ကျွန်တော် local မှာရှာလို့မရနိုင်တဲ့မြုပ်ပတ်တာလေးတွေပဲဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကတော့ကျွန်တော်အပေါ်ပေါင်အောက်ပေါင်မှာမြုပ်ပြီးတော့မှအသုံးပြုရတာဖြစ်တဲ့အတွက်ပတ်တာမမြင်ဘဲနဲ့ luxury look ကိုအပြည့်အဝရနိုင်မဲ့ပတ်တာလေးလည်းဖြစ်ပါတယ်နောက်ထပ်မြုပ်ပတ်တာလေးတစ်ခုကတော့ဒီပတ်တာလေးပဲဖြစ်ပါတယ်ဒါလေးကဘာလဲဆိုရင်ကျွန်တော်တို့သူလဲအပေါ်ပေါင်အောက်ပေါင်မှာကျွန်တော်တို့ဒီဖာကို frame ထဲမှာခွဲထည့်ပြီးတော့မှကျွန်တော်ဒီကောင်ကိုတော့တကားဘက်မှာထည့်တဲ့ပတ်တာအမျိုးအစားလေးပဲဖြစ်ပါတယ်သူ့ကိုလည်းကျွန်တော်တို့အဖွင့်အပိတ်လုပ်ရတာလုံးဝ smooth ဖြစ်ပြီးတော့မှကျွန်တော်တို့အသုံးပြုရရင်လည်းကျွန်တော်ပတ်တာပြောင်းနေတဲ့အတွက် luxury look ကိုအပြည့်အဝရတာပဲဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကတော့ကျွန်တော် aluminum glass door frame တွေမှာအသုံးပြုတဲ့ပတ်တာပဲဖြစ်ပါတယ်သူ့မှာတော့ C1 C2 C3 ပတ်တာတွေလာရှိပြီးတော့မှကိုယ်တကားနဲ့ကိုက်ညီတဲ့အမျိုးအစားကိုရွေးချယ်အသုံးပြုရမှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုအနေနဲ့ကတော့360လှည့်လို့ရတဲ့ကျွန်တော်ပတ်တာလေးပဲဖြစ်ပါတယ်ဒီပတ်တာလေးရဲ့အားသာချက်ကတော့ကျွန်တော်တကားရဲ့အောက်နဲ့အပေါ်မှာမြုပ်ပြီးတော့မှအသုံးပြုရတာဖြစ်ပြီးတော့မှတကားစင်တာမှာတက်ထားမယ်ဆိုရင်360 degree ကိုတကားကိုလိုသလိုလှည့်လို့ရတာပဲဖြစ်ပါတယ်တကားရဲ့တစ်ဖက်အစွန်မှာတက်ထားမယ်ဆိုရင်လည်း90 degree ကိုဟိုဘက်ကောဒီဘက်ကောလှည့်လို့ရတဲ့တကားပတ်တာအမျိုးအစားဖြစ်ပါတယ်သူ့မှာတော့ကျွန်တော်တို့အကြီးရယ်အသေးရယ်ဆိုပြီးတော့မှတကား site ပေါ်မူတည်ပြီးတော့မှဝယ်ယူအသုံးပြုလို့ရပါတယ်ဒီလိုအရေးသွင်းမြင် hardware ပစ္စည်းများကို168 furniture accessory မှာရရှိနေပါပြီကျေးဇူးတင်ပါတယ်နိုင်လင်းစောပါ